ပိုင်း25ရဲ့အစမှာတော့ရှီနာတိုင်းအတွင်းကဘုံကြီးကျောင်းတစ်ခုထဲမှာတိုင်းတွေကိုဖျားလို့ကိုးဝယ်နေတဲ့ဘာသာရေးသမားတွေစုဝေးပြီးတော့ဆူတောင်းမှုပြုလုပ်နေကြပါတယ်။ဘုံကြီးနဲ့ပြည်သက်တွေကသူ့အရင်နဲ့သူ့ဇက်ကတော့ဟုတ်နေကြပဲ။တိုင်းတွေကဖျားသခင်ရဲ့တန်တမန်တွေဖြစ်ပြီးဆူတောင်းမှုကြောင့်မလို့တိုင်းတွေကတိုက်တန်နေရန်ကနေကာဝေးမှုမှာဖြစ်တယ်။ဒါကြောင့်မလို့တိုက်တန်တွေတိုင်းမြန်မာမှာဆက်ရှိနေဖို့တခုသေးသောနီးကားဆိုတဲ့ဘုံကြီးရဲ့စကားမဆုံးပါနဲ့ပြည်သက်တစ်ခုလုံးတိုက်တမဖင်နဲ့ပြည်ကြကုန်ပါတယ်။တိုက်တမကတိုင်းစီကိုထပြီးတော့နောက်ကနေအဲရောတန်ကုန်ပြေးလိုက်နေပဲတစ်မျိုးလုံးဝရုံးသုံးကားတွေဖြစ်ကုန်ကြပါတယ်။အန်နီကတကယ်တော့စေရေးသုံး 3D ကြီးရတယ်အလဲတကူအသုံးမပြုနိုင်အောင်ဝင်းမြင့်ကြီးရှိရကို error ကိုမြောက်ဖို့သွားတာဖြစ်ပြီးတိုက်ခိုက်ဖို့အသင့်နေတာပြင်လိုက်ပါတယ်။ error ကအတင်းဝင်လုံးပြီးတိုက်ခိုက်နေတော့ဟာကွက်တွေ့ရတယ်ဟန်ကြီးကတိုက်တန်မကိုဖမ်းဖို့တော့အသင့်မြင်ခိုင်းထားပါတယ်။အောင်ဝင်းကိုတားထားတဲ့နိုင်စီကိုတော့တိုက်တန်ကောင်မျိုးထဲမှာတိုက်ခိုက်နေကြတယ်ဆိုတဲ့သတင်းရောက်ရှိလာပြီးမျိုးတော်ကလည်းအတော်ပျက်စီးနေပြီဖြစ်ကြောင်းအသားလေးကလာပြောပါတယ်။နေတိုင်းအပိုင်းသစ်တွေကိုကြည့်ကြနေဆိုရင်တော့ကျွန်တော်တို့ရဲ့ Facebook page လေးကို follow လုပ်ပြီးသွားလို့ရပါတယ်။ဒီလိုလာပြောတော့မျိုးထဲမှာခုလိုဖြစ်အောင်မလို့ဒီ season ကိုကောင်းတယ်ဖော်ခဲ့ရတာလေလို့အဝင်းကိုမေးလိုက်ပါတယ်။အဝင်းကတော့လူသားတွေရဲ့အောင်ပွဲစီကိုသွားဖို့ဆုံးဖြတ်ရတာလို့ဖြေတော့နိုင်ကဒေါသပိုထွက်သွားပြီးတနက်နဲ့ပြစ်ဖို့ရတော့တတ်မယ်ဆိုရင်တေချာမိန်ပေးခဲ့မယ်။တိုက်တန်မကိုလုံးဝအလွန်မခံနဲ့ပေါ်ကဗျူဟာခင်းတာကိုတာဝန်ယူထားတဲ့ဗိုင်းလာကစစ်ကူပေးတဲ့နေရာကိုကြီးကြပ်တယ်သူတို့နဲ့ပူးပေါင်းပြီးတိုက်တန်မကိုအရှိဘက်တိုင်းစီကိုမရရအောင်များခေါ်သွားစားတဲ့ဆက်ပြီးလှုပ်ဆောင်အောင်မာတွေကိုပြောပြနေတော့မှာပဲနားရှုပ်သွားတဲ့နိုင်ကဟိုးထားနေဟုတ်မင်းစီစဉ်ကအလုပ်ဖြစ်မှတေချာရဲ့လားလို့မေးလိုက်ပါတယ်အဝန်ကဒါဟာခြေလမ်းတစ်ခုတည်းကတစ်ခုဖြစ်တယ်လို့ဖြေလိုက်တော့တပ်သားတွေကိုချိန်ထားတဲ့တနက်ပြောင်းတွေကိုအောက်ချဟိုင်းလိုက်ပြီးဒီကောင်ကိုလက်ထိတ်ခဲလိုက်ကျန်တဲ့သူတွေကတပ်ဖွဲ့ဝင်အားလုံးကိုဆင့်ခေါ်ပြီးပြည်သူတွေကိုဘေးကင်းစွာဆုတ်ခွာနိုင်အောင်ကူညီဖို့ပါနိုင်ကသူ့တပည့်တွေကိုအမိန်ပေးလိုက်ပါတယ်အဝင်ကအခြေအနေကိုစောင့်ကြည့်နေပြီးနောက်ထပ်လာမယ့်ကိစ္စတွေကိုလီဘိုင်းကိုလွှဲထားခဲ့လိုက်ပါတယ်ဒီတိုက်တန်မလောက်ကိုလီဘိုင်းနေနဲ့အေးဆေးတိုက်ခိုက်နိုင်ပေမဲ့တော်ထဲမှာတော့မီကာဆာကိုတိုက်တန်မလက်ကနေကာဝယ်လိုက်တော့ခြေထောက်ထိသွားတာကြောင့်လို့လီဘိုင်းဝင်မချသေးတာဖြစ်နိုင်ပါတယ်Aaron နဲ့ Annie ရဲ့တိုက်ပွဲကတော့တော်တော်လေးပြင်းထန်နေပြီး Aaron ကတော့တစုတိုးဝင်တိုက်ခိုက်နေပါတယ်။ Aaron ရဲ့ထိုးရက်ကိုကန်လိုက်ပြီးခုံဝင်လာတာကိုခြေထောက်နဲ့ကန်ထည့်လိုက်ပါတယ်။ Aaron ကတော့ကန်လိုက်တဲ့ခြေထောက်ကိုကိုက်ထားပြီးခဲထားတာကြောင့်မလို့ခေါင်းကြီးပဲပဲနဲ့ကျွေးပေးလိုက်တော့ Aaron ငြိမ်ကျသွားပြီး Annie လည်းတိုင်းဘက်ကိုထွက်ပြေးကိုကြက်ပါတယ်။ဒေါသထွက်နေတဲ့ Aaron ကတကူလုံးမီးဝတောက်နေပြီး Annie ကိုအလွန်မပြည့်ရဲ့အနောက်ကနေလိုက်အုပ်လိုက်ပြီးဒရဇက်တိုက်ခိုက်နေပါတယ်။အခြေအနေမကောင်းတဲ့အန်နီလည်း Aaron ကိုတရောင်နဲ့တွတ်ခြေထောက်နဲ့ကန်ပြီးတိုင်းမော်ကိုအတင်းတက်ပြီးတော့မီကာဆာကအန်နီရဲ့နေရန်ကိုကုတ်တက်ထားတဲ့လက်ချောင်းတွေကိုဖျက်လိုက်ပါတယ်။အဲဒါကြောင့်မလို့အောက်ကိုပြုတ်ကျသွားရင်းနဲ့ပဲအန်နီကသူ့အဖေနဲ့နောက်ဆုံးတွေ့ခဲ့တဲ့အချိန်ကိုပြန်မြင်အောင်နေမိပါတယ်။အန်နီမြေဝကျသွားတော့အသီးစိတ်လွတ်နေတဲ့ Aaron ကခေါင်းလာပြီးတိုက်တန်မရဲ့ခြေလက်တွေခေါင်းတွေကိုအပိုင်းပိုင်းဖြတ်လိုက်ပြီးဂုံးနေရာကိုခွဲကိုက်လိုက်တော့မျက်ရည်တွေကျနေတဲ့အန်နီပေါ်ထွက်လာပါတယ်။ထိုအချိန်မှာစူးစူးရှားရှားအလင်းတွေပေါ်လာပြီး Aaron ရဲ့တိုက်တန်ကိုကအန်နီနဲ့ပေါင်းဆက်သွားနေတော့မှလီဗန်ရောက်လာပြီး Aaron ကိုပိုင်မီတားလိုက်ပါတယ်။ Aaron သတိပြန်ရလာခြင်းမှာပဲအန်နီဘယ်မှာလဲမီကာဆာလို့မေးလိုက်တော့အန်နီဟာသူ့အသုံးပြုနေကြမာကျောတဲ့အစွမ်းလိုမျိုးကြည်နေပြီးမာကျောတဲ့အရာနဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုဖုံးအုပ်သွားပါတယ်။ဂျန်ကတော့ဓာတ်နဲ့အန်နီအပေါ်ဖုံးအုပ်ထားတဲ့အရာကိုထိုးနေပြီးတစ်ချိန်ကတငယ်ချင်းဖြစ်ခဲ့တဲ့ရန်သူကိုအထက်ကနေထွက်လာပြီးအကြောင်းစုံထွက်ရှင်းပြသမ်းပါဆိုပြီးဒေါသထွက်တဲ့ဓာတ်ကျိုးအောင်ထိုးနေပါတယ်။ဒီပိုင်းကတော်တော့အခြေရလေးတောင်ထင်မှာမဟုတ်ဘူးဆက်လုံနေတဲ့အလံကားပဲလို့တားလိုက်ပြီးဟန်ကြီးကတက်ခွဲရောင်းကိုတည်ဖို့တော့ဝါရိုးတွေကိုပြင်ခိုင်းလိုက်ပါတယ်ဒီလောက်ဒီအသက်တွေအများကြီးဆုံးရှုံးလိုက်ရပြီးအိုးအိမ်တွေများပြားပျက်စီးသွားရတော့လှုပ်ဝက်ဆန်းကျတဲ့အချက်လက်အများကြီးကိုမဖြေရှင်းနိုင်ပဲရှိနေသေးပါအန်နီကိုဖမ်းနိုင်လိုက်ပေမဲ့ဘာသတင်းချက်လက်မှမရတော့တာကြောင့်မလို့အခုလုပ်ခဲ့တဲ့အစီအစဉ်ဟာအချင်းကြီးဖြစ်သွားပုံရပါတယ်ဒီပိုင်းကအဝင်းတော်ကိုကတ်လိုက်ပြီးစစ်စင်ရအောင်မြင်တယ်လို့ကျုပ်ကတော့မထင်ဘူးလို့ပြောလိုက်တဲ့အခါမှာအဝင်းကဒီဟာကကင်းတော့တက်ဆက်ပြီးတီရှိနေဖို့တခုတည်းတော့အဓိကအကြောင်းများချက်ပဲလို့အဝင်းကဖြစ်လိုက်တော့ကံကောင်းပါသည်ဆိုပြီးဒီပိုင်းကဆူတောင်းပေးလိုက်ပါတယ်အဝင်းကိုရုံးနေပြီးစစ်ဆေးတဲ့အခါမှာမင်းရဲ့အစီအစဉ်နဲ့ပတ်သက်ပြီးမင်းမြန်းနေတာရှိရဲ့မင်းတန်နေရရှိရဲ့လူရှိရဲဆိုရင်လည်းဘာလို့တက်မတော်ရဲတစ်ဖွဲ့ဘက်ကိုအကူအညီမတောင်းခဲ့တာလဲပြီးတော့ store head data မှာစိုးစိုးဝါပျက်စီးခဲ့တာနဲ့ပတ်သက်ပြီးရောဘာပြောချင်နေလဲဆိုပြီးမေးလိုက်ပါတယ်အဲ့လိုမေးလိုက်တော့တိုက်တန်မမှာမဟာမိတ်တွေရှိနေတာကြောင့်မလို့အယုံကြည်ရဆုံးသူတွေကိုပဲရွေးပြီးစစ်စင်ရေးကိုလုပ်ခဲ့တာဖြစ်ကြောင်းနဲ့လိုအပ်ချက်ရထင်တာပို့ပြီးထိခိုက်ခဲ့ပေမဲ့မဖမ်းမိရင်ဒီထက်မကပို့ပြီးဆုံးရှုံးရမှာမလို့တေဆုံးသွားတဲ့အသက်တွေနဲ့ပျက်စီးသွားရတဲ့တော့တောင်းမှန်ပါတယ်လို့ဖြေလိုက်ပါတယ်ဒါဆိုစစ်စင်ရေးကအလကားတက်အကျိုးမရှိတဲ့စစ်စင်ရေးဖြစ်ခဲ့တာလားလို့မေးလိုက်တော့လူသားတွေအသက်ရှင်နိုင်မှုအခွင့်အရေးကိုကျွန်တော်တို့ရခဲ့ပြီလို့ထင်ပါတယ်လူသားတွေကနေတိုက်တန်ပြောင်းနိုင်တယ်လို့မသိခဲ့ရကနေအခုဆိုရင်ရန်သူဘက်ကတယောက်ကိုဖမ်းနိုင်ခဲ့တာကြီးမားတဲ့ခြေလက်တစ်ခုလို့လည်းဆိုနိုင်ပါတယ်ဒီတော့ကျွန်တော်တို့မှာရန်သူတွေရှိနေတယ်နောက်ထပ်ရန်သူတွေကိုခြေရာခံပြီးတော့ပြန်ပြီးတိုက်ခိုက်ရမယ်အလဲရောက်ပါပြီလို့ဖြေလိုက်ပါတယ်နောက်တစ်ခါမှာတော့ Aaron အနာမှာမီကာဆာအာမင်နဲ့ဘန်ဂျမင်တို့လူနာဆောင်ပေးနေကြပြီးတော့ဂျန်ကအန်နီစီကဘာသတင်းမှမရလိုက်လို့ဒေါသထွက်ကြောင်ပြောနေတော့မှအဲ့လိုဖြစ်အောင် Aaron ကအခွင့်ပေးခဲ့တာပဲဟုတ်တယ်မလား Aaron လို့အာမင်ကမေးလိုက်ပါတယ် Aaron ကအန်နီကိုမြင်လိုက်ရတဲ့အခိုက်အတန့်မှာငါချက်တည်သေးသွားပြီးကြီးနက်ကြီးနဲ့အခြားခံနေမိတယ်လို့ဝင်ပြောလိုက်ပြီးအာမင်နဲ့ဂျန်ကိုစစ်မေးဖို့အထက်အရာရှိတယောက်ကလာခေါ်တော့အခန်းထဲမှာ Aaron နဲ့မီကာဆာပဲကြံနေခဲ့ပါတယ်
ဒီလိုနဲ့အန်ရောင်းကိုကင်းတော့တက်ကနေထုတ်ဖို့အကန့်အသတ်မရှိရဆိုင်လိုက်ပါတယ်အန်နီကိုလည်းမြေအောင်ခန်းမှာထိမ့်သိမ့်နေပြီးကင်းတော့လက်ထဲမှာအပ်ထားခဲ့ပါတယ်ဒါပေမဲ့လူသားတွေဟာဘာကြောင့်အကျဉ်းသားလိုမျိုးတိုင်းထဲမှာချုပ်ခံထားရလဲဆိုတာကိုတော့ဆက်လက်ရှာဖွေအောင်မှာဖြစ်ပြီးစရေမှုတွေဆုံးရှုံးမှုတွေကတော့ဆက်ရှိနေဦးမှာပါစီဇန်1ကတော့အခုအပိုင်း25မှာပဲပြီးဆုံးသွားပြီဖြစ်ပါတယ်ဒါကြောင့်မလို့နောက်ထပ်စီဇန်2မှာပိုကောင်းတဲ့ပုံစံပိုကောင်းတဲ့စကားပြောနဲ့ကျွန်တော်တို့ပိုကောင်းတဲ့ editing တွေနဲ့အတူအသစ်တွေကိုချပြပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ Facebook YouTube channel တွေကို follow subscribe လုပ်ပြီးအားပေးသွားလို့ရပါတယ် like and share လုပ်ပြီးတော့လည်းကျွန်တော်တို့ကိုကူညီပေးသွားလို့ရပါတယ်လို့ပြောရင်းနဲ့ပဲနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါခင်ဗျာအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်